from January to December 12လမှာဘယ်လတွေကတော့ရက်30ရှိပြီးတော့ဘယ်လကတော့31ရက်ရှိလဲဆိုတာကိုငယ်တော့ကကြပြလေးနဲ့သင်ခဲ့ကြတာရှိတယ်အခုအထက်လွဲတဲ့နည်းလေးပြောပြမယ်ဆက်လက်ပြီးဆုပ်လိုက်မယ်ဆိုရင်ဒီလက်ရိုးအငေါဒီငေါထွက်နေတဲ့လက်ရိုးပေါ်မှာကြားတဲ့ရည်မိတဲ့လဆိုရင်31ရှိတယ်ဒီလက်ချောင်းနှစ်ချောင်းကြားထဲမှာကြားတဲ့လဆိုရင် February ကလွဲရင်30ရှိတယ်အဲ့တော့ January 31 February March 31 April 30 May 31 June 30 July 31ပြီးရင် August ဒီကနေပြန်စမယ် August September October November December အဲ့တော့ anytime ရည်ကြည်သွားမယ်ဆိုရင်ဒီလက်ရိုးပေါ်မှာကြာရင်31ဂျားထဲမှာကြာရင်30 February ကလွဲလို့ပေါ့နော်ဆိုတော့ကျောင်းတော့ကြပြလေးကိုလည်းတစ်ချက်ပြန်နှွှေးမယ်ရက်30မှာ September April June နဲ့ November ကျန်လများမှာ31 February 28ရက်ထက်နဲ့မှာတရက်တို့ February 29ရက်ထက်နဲ့ကကြတော့2025ဥပမာဆိုရင်2025ကို4နဲ့စားကြည့်မပြတ်ဘူးမပြတ်တဲ့အတွက်ကြောင့်မလို့ရထက်နှစ်မဟုတ်ဘူး February မှာပုံမှန်အတိုင်း28ရက်ပဲရှိတယ်။မိနစ်က2024ဆိုရင်4နဲ့စားလို့ပြတ်တယ်အဲ့အတွက်ကြောင့်မို့ရထက်နှစ်ဖြစ်ခဲ့တယ် February မှာ29ရက်ရှိခဲ့တယ်။